အမေရိကန်ကအရှိအလဲပိုင်းကိုလင်းတင်တင်မောအပါဝင်စစ်တင်မောတွေပို့လိုက်တယ်။အီရန်ကလည်းကမ္ဘာ့ရဲ့အပါဝင်ဆုံးရေနံလမ်းကြောင်းဖြစ်တဲ့ဟော်မုဇ်ရေလက်ကြားမှာစစ်ရေးလေ့ကျင့်မှုကြီးလုပ်မယ်လို့ကြေညာလိုက်တော့ဟုတ်ပြီ။နိုင်ငံကြားဆက်ဆံရေးကအတော်လေးကိုပောက်ကွယ်လို့နေပါဖြစ်နေပါပြီ။ပရမာတစ်ချက်ကတော့အီရန်ရဲ့စစ်ရေးပြကွက်ပါ။ကမ္ဘာ့ရေနံကုန်သွယ်မှုရဲ့အသက်သွေးကြောလို့ပြောလို့ရတယ်။ဟော်မုဇ်ရေလက်ကြားမှာကျေစစ်တွေတုံးပြီးစစ်ရေးလေ့ကျင့်မယ်ဆိုတာကအမေရိကန်ကိုတုံ့ပြန်တာသက်တော်မဟုတ်ဘူးဒါကတကဘာလုံးကိုငါတို့ဒီနေရာကိုထိန်းချုပ်နိုင်တဲ့ဆိုတဲ့သတင်းစကားပေးလိုက်တာပဲဒုတိယချက်အမေရိကန်ဘက်ကတုံ့ပြန်မှုကလည်းတော်တော်ပြင်းထန်ပါတယ်အရှေ့အလယ်ပိုင်းကိုတာဝန်ယူထားတဲ့အမေရိကန်ရဲ့ CND ကုန်းကနဲ့အီရန်ရဲ့ဒေါ်လာရဲ့အဆောင်တက် IRGC ကိုတိုက်ရိုက်ကိုတတိပေးထားတာသူတို့စစ်တင်ဘောတဲ့နားကိုလာမကပ်ဖို့ပြက်ပြက်သားသားပြောထားတယ်နောက်ဆုံးတစ်ချက်ကတော့တန်တမာရေးကအချက်အသေးပါပဲအီရန်ကတော့ဆွေးနွေးဖို့အဆင်သင့်ပဲပြောနေပေမဲ့သူတို့ရဲ့ဒုံးကျည်စနစ်လို့ကာကွယ်ရေးကိစ္စတွေကိုတော့ဘယ်တော့မှညှိမှာမဟုတ်ဘူးလို့လည်းတရားဝင်ကိုပြောထားတယ်အဲ့ဒီတော့တူရကီနဲ့ကာတာဒူးလိုနိုင်ငံတွေကကြားဝင်စစ်ဆက်ပေးဖို့စ조사နေပေမဲ့နှစ်ဖက်လုံးကတော့စစ်ရေးဘက်ကိုပဲပို့ပြီးဦးလေးနေကြတော့ပဲအချို့ပြောရရင်စစ်ရေးအရာအပြန်လန်းချင်းချောက်နေကြပေမဲ့တန်တမာရဲ့ဖြည့်ရှင်းဖို့လမ်းဆက်ကပြောင်းနေတော့မို့ဒေသတွင်စစ်ပွဲဖြစ်လာနိုင်တဲ့အန္တရာယ်ကတော့ရှိနေဆဲပါပဲ